ဦးဇင်းတို့ရှိမှာ passport ဆိုတဲ့ဒီ visa စာအုပ်ရှိပြီဆိုရင် passport စာအုပ်ရှိပြီဆိုရင်ဦးဇင်းတို့ဘယ်နိုင်ငံကိုသွားမလဲသွားလို့အဆင်ပြေသွားပြီထိုနည်းတူစားပဲဦးဇင်းတို့လူ့ဘဝရမှာရရှိလာတဲ့ဦးဇင်းတို့မှာပိုင်ဆိုင်ထားတဲ့အချိန်ခုရှိနေပြီဆိုလို့ရှိရင်ဦးဇင်းတို့ဘယ်လမ်းချင်းကိုသွားမလဲနတ်ပြည်ကွာခြင်းလည်းရတယ်ကြိုးစားပွားများအားထုတ်ပြီးတော့ဦးဇင်းတို့နိဗ္ဗာန်ချမ်းသာသွားမယ်ဆိုရင်ဟောလို့ရအားလုံးပဲမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဥစွာပဒနာနှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီကနေ့ဦးဇင်းတရားတော်မှာပေါင်းသူတော်ကောင်းတို့ကိုမျှဝေပေးခြင်းတဲ့ခေါင်းစဉ်တွေကတော့အချိန်ကိုကုစုနေတာလဲပါဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်အချိန်ကိုကုစုနေတာလဲပါဘေးအချိန်တွေကိုဦးဇင်းတို့ကကုစုနေလဲရမှာဦးဇင်းတို့ရရှိထားတဲ့ဒီဘဝကြီးထဲမှာဝိဖားတွေစားပြီးတော့ပိုင်ဆိုင်လာတဲ့ဒီအချိန်ဦးဇင်းတို့မသေးဆုံးခင်ကာလလေးအထိကာလပိုင်းခြားလေးတစ်ခုဒီကာလပိုင်းခြားလေးတစ်ခုမှာဒီအချိန်ပိုင်းခြားလေးကိုဦးဇင်းတို့ကကုစုနေလဲရဘာလို့ကုစုနေလဲရမှာလဲဆိုရင်ဦးဇင်းတို့လူသားတိုင်းရဲ့စိတ်တန်တန်တွေကပပတမေရမတိမနောမကောင်းမှုပါပဲနှွေ့လျော်နေကြကုစုကောင်းမှုလုပ်ဖို့ကိုအင်မတန်မှခဲရင်ကြဒီအင်မတန်မှခဲရင်နဲ့ကုစုကောင်းမှုလို့ဦးဇင်းတို့ကလုံနိုင်ပြီဆိုလို့ရှိရင်အင်မတန်အကျိုးကျေးဇူးများတယ်ချမ်းသာဒုက္ခတွေကိုဦးဇင်းတို့ကခံစားနိုင်မှာဖြစ်ပါတယ်ဟုတ်တဲ့ကြောင့်မို့ဦးဇင်းတို့တရားတော်မှာပေါင်းသူတော်ကောင်းတွေရဲ့အချိန်ကိုကုစုနဲ့လဲပါလို့ဦးဇင်းကတိုက်တွန်းခြင်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီခေါင်းစဉ်လေးကိုဦးဇင်းကရွေးချယ်ပေးတာဖြစ်ပါတယ်ဦးဇင်းတို့ရဲ့ပိုင်ဆိုင်ထားတဲ့ဒီအချိန်ဆိုတာကဗီဇာစာအုပ်နဲ့တူဥပမာလေးနဲ့ပြောမယ်ဆိုရင်ဗီဇာစာအုပ်နဲ့တူတယ်ဦးဇင်းတို့ရှိမှာ passport ဆိုတဲ့ဒီဗီဇာစာအုပ်ရှိပြီဆိုရင် passport စာအုပ်ရှိပြီဆိုရင်ဦးဇင်းတို့ဘယ်နိုင်ငံကိုသွားမလဲသွားလို့အဆင်ပြေသွားပြီထိုနည်းတူစားပဲဦးဇင်းတို့လူ့ဘဝရမှာရရှိလာတဲ့ဦးဇင်းတို့မှာပိုင်ဆိုင်ထားတဲ့အချိန်ခုရှိနေပြီဆိုလို့ရှိရင်ဦးဇင်းတို့ဘယ်လမ်းချင်းကိုသွားမလဲနတ်ပြည်ကွာခြင်းလည်းရတယ်ကြိုးစားပွားများအားထုတ်ပြီးတော့ဦးဇင်းတို့နိဗ္ဗာန်ချမ်းသာသွားမယ်ဆိုရင်ဟောလို့ရဦးဇင်းတို့မှာအချိန်ကာလလေးရှိနေပြီလေဆိုတော့ဦးဇင်းတို့ရဲ့စိတ်ကိုဒီတိုင်းထားမယ်ဆိုရင်တော့ဦးဇင်းတို့ရဲ့စိတ်ကဦးဇင်းတို့ရဲ့အချိန်တွေကိုဝါမျိုးဝါမှာကပပတမေရမတိမနောဖြစ်တဲ့အတွက်ကြောင့်မလို့ဦးဇင်းတို့ရဲ့စိတ်ကမကောင်းမှုမှာပဲမှွေတော်နေတဲ့အတွက်ကြောင့်ဦးဇင်းတို့အချိန်တွေကိုဒီတိုင်းထားမယ်ဆိုရင်တော့မကောင်းမှုကဝါမျိုးပါဟုတ်တဲ့ကြောင့်စိတ်လေးကိုတတိလေးကပ်ပြီးတော့ဦးဇင်းတို့ရရှိထားတဲ့ဒီအချိန်ကာလပိုင်းခြားလေးကိုဦးဇင်းတို့ကမိမိမှာပိုင်ဆိုင်ထားတဲ့ရန်နာရွှေငွေတွေကိုမိမိကတည်တည်ချာချာစနစ်တကျနဲ့တင်ထားတယ်လို့ပဲဦးဇင်းတို့ရဲ့ပိုင်ဆိုင်ထားတဲ့ဒီအချိန်ကာလအပိုင်းခြားလေးတစ်ခုဦးဇင်းတို့ကကုစုတရားတွေနဲ့လဲလှယ်နိုင်အောင်စနစ်တကျအသုံးချတတ်ဖို့လိုတယ်ကုစုတရားတွေနဲ့ဦးဇင်းတို့ကလဲလှယ်နိုင်ဖို့လိုပါတယ်ကုစုတရားတွေလဲလှယ်နိုင်ဖို့ဆိုရင်ကုစုဖြစ်ကြောင်းတရားတွေကိုဦးဇင်းတို့တရားတော်မှာပေါင်းသူတော်ကောင်းတွေကသိဖို့လိုပါတယ်ကုစုဖြစ်ကြောင်းတရားက၄မျိုးပဲရှိတယ်ပြည့်တဲ့အများကြီးမရှိဘူး၄မျိုးပဲရှိတယ်ဒီ၄မျိုးကနံပါတ်1ကဘာလဲဆိုလို့ရှိရင်နိယမိတာငါဒီနေ့ကုစုတွေပဲလုံးမယ်ဆိုပြီးတော့ဒီလိုစိတ်ဆုံးဖြတ်ချက်ချရမယ်မကောင်းမှုမှန်တယ်မြအာကုစုမှန်တယ်ပြကိုငါမလုပ်ဘူးလို့ဒီလိုစိတ်ကိုဆုံးဖြတ်ချက်ပိုင်ပိုင်ချနိုင်ရဒါကနံပါတ်1နံပါတ်2ကဘာလဲဆိုပရိနာမိတာတဲ့ငါကုစုတွေပဲလုံးမယ်ငါကုစုဖြစ်ဖို့ပဲငါစိတ်ကိုညှစ်ထားမယ်ဆိုပြီးဒီလိုစိတ်နှလုံးလေးတင်းပြီးတော့ဦးဇင်းတို့ကုစုကိုပဲအမြဲတမ်းစိတ်နှလုံးသွင်းနိုင်ရဒါနံပါတ်2နောက်တဲ့နံပါတ်3ကဘာလဲဆိုသမုဒ္ဒါစာရာဒီသမုဒ္ဒါစာကဘာလဲဆိုလို့ရှိရင်မိမိအမြဲတမ်းမျက်စိနှလုံးပွင့်ပြီးမနဲ့အိယာထားလို့မျက်စိနှလုံးပွင့်တာနဲ့ဗုဒ္ဓံဘုဇေဓမ္မံဘုဇေမိဓံကံဘုဇေမိဒီလိုမျိုးလေးဂုဏ်တော်လေးကိုပွားမယ်အရန်ဆိုပြီးဒီလိုဂုဏ်တော်လေးကိုပွားပြီးတော့နှိုးထားအောင်နိုင်အောင်မိမိကအလေးကျင့်လေးလုပ်ရမယ်ဒါကိုသမုဒ္ဒါစာရကုစုဖြစ်ကြောင်းတရားတွေကဒါတစ်ချက်နံပါတ်3ချက်ဒီလိုဘုံတော်လေးတွေပွားမယ်တရားထိုင်မယ်ဖျားရှိခိုးမယ်ဒီလိုအလေးကျင့်အလေးကောင်းလေးကိုမိမိကအလေးအကျင့်ရလေးကိုအလေးအထားဖြစ်အောင်လို့မိမိကလုပ်ရအောင်အမြဲတမ်းအလေးကျင့်လုပ်ပြီးတော့မိမိပုံမှန်လုပ်ရမယ့်လုပ်ငန်းတစ်ခုဖြစ်အောင်မိမိကလှုပ်ဆောင်အောင်
ဒါနံပါတ်3ချက်နံပါတ်4ချက်ကဘာလဲဆိုရင်ယောနိတော်မနတိကာရတဲ့တင်းလျောက်ပဲအောင်နှလုံးသွင်းတတ်ကြမယ်ဒီလိုတင်းလျောက်ပဲအောင်နှလုံးသွင်းတတ်ဖို့ဆိုရင်အကြောင်းရင်းက2ချက်ရှိအဲ့ဒီအကြောင်းရင်း2ချက်ရှိကိုမိမိကလှုပ်ဆောင်နိုင်မှတိုင်တင်းလျောက်ပဲအောင်နှလုံးသွင်းတတ်မှာပဲဖြစ်တယ်အဲ့ဒီ2ချက်ကဘာလဲဆိုရင်သူတော်ကောင်းနေနဲ့ပေါင်းရမယ်သူတော်ကောင်းနေနဲ့ပေါင်းမှမိမိတို့ကသူတော်ကောင်းတရားတွေကိုနာကြားပြီးတော့မိမိကဒါကတော့ကုသိုလ်ဒါကတော့အကုသိုလ်သူခွဲခြားစိတ်ဖြာနိုင်တယ်သူတော်ကောင်းနံပါတ်1ကပါလဲဆိုသူတော်ကောင်းတရားတွေကိုနာကြားရဒီ2ချက်ကိုမိမိကပေါင်းမိပြီဆိုလို့ရှိရင်မိမိယောနိတော်မနတိကာရဆိုတဲ့တစ်လျောက်ပဲတော့နှလုံးသွင်းတတ်ဖို့ဆိုတာမှန်ကန်သွားပြီဘာလို့လဲဆိုရင်ဒီအကြောင်းတရား2ချက်ကိုမိမိကခိုင်မာပေါင်းမိမိမှာစုပ်ကိုင်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့မိမိကတင်းလျောက်ပဲအောင်နှလုံးသွင်းတတ်ပါခုဦးဇင်းပြောခဲ့တဲ့အချက်၄ချက်ကကုသိုလ်ဖြစ်ကြောင်းတရားတွေဒီကုသိုလ်ဖြစ်ကြောင်းတရားတွေကိုမိမိကသိရှိနားလည်သွားပြီဆိုရင်မိမိရဲ့ပိုင်ဆိုင်ထားတဲ့မိမိရဲ့အချိန်တွေကိုမိမိကကုသိုလ်နဲ့လဲနိုင်အောင်ကြိုးစားပွားများအားထုတ်ရဒီလိုမိမိရဲ့ပိုင်ဆိုင်ထားတဲ့အချိန်တွေကိုဒီတဲ့အလျားသက်ဖြုံးတီးမဲ့အစားမိမိရဲ့ပိုင်ဆိုင်ထားတဲ့ဒီအချိန်တွေကိုကုသိုလ်တွေနဲ့တတိလေးကပ်ပြီးမိမိကကုသိုလ်တွေနဲ့လဲလှယ်လိုက်မယ်ဆိုရင်မိမိကတဆင့်နဲ့တဆင့်မြင့်ထက်မြင့်တဲ့နှချမ်းသာမြမချမ်းသာစသဖြင့်ချမ်းသာဒုက္ခတွေကိုရရှိခံစားနိုင်တယ်လို့မိမိတမထဝိပဿနာဆိုတဲ့တရားတွေကျင့်ကြံပွားများအားထုတ်နိုင်မယ်ဆိုရင်လည်းမိမိတန်တိဒုက္ခဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုရရှိခံစားစံစားနိုင်မှာအမှန်ပဲဖြစ်ပါတယ်။ထို့ကြောင့်ဦးဇင်းတို့တရားတော်မှာပေါင်းသူတော်ကောင်းတွေပိုင်ဆိုင်ထားတဲ့အချိန်ကိုကုသိုလ်နဲ့လဲနိုင်အောင်ကြိုးစားပွားများအားထုတ်ပါလို့ဦးဇင်းကအထူးတိုက်တွန်းရင်းနဲ့လုံးစုံများစွာတတ္တဝချမ်းသာကိုယ်စိတ်မြဲပါစေ။